မမင်္ဂလာပါသူ့ဆိုင်ကိုရောက်နေရောချင်းမှာကျွန်တော်ရေကန်အောင်ရေစစ်မယ်ပေါ့အဲ့မှာစပြီးဆဲခံအောင်တော့မဆဲခံရပါဘူးသူရေဖြည့်တာပဲဒီနားကျန်နေတယ်ဟဲ့ရိုက်ကလေးတွေကိုစုခံရိုက်ကလေးတွေကဘာလို့ပြန်ကျဲနေတာပြီးတော့တန်တို့တန်စားတွေလိုက်ကောက်လေကွာလီးရဲဟာဖြည့်ဆိုပါလိုက်တော့ချမ်းပါရဲ့ပြန်ရန်ကြီးကအေးပါဆိုအမလီရှင်းအောင်ပါရှင်းဖို့အတွက်ကိုအတန်းစီရအောင်ဒီရဲမှာမလာပြေဘူးပြင်တကယ်လို့ဒီဂျိတ်တွေတခါလေးသူစီးသွားပါညဘက်တွေလာပြီးခိုးရလို့လုပ်မယ်ခြုံပြောမယ်ဆိုတော့ကောင်းတယ်အကုန်ဒါပေမဲ့စီကဘက်မှာတောင်းရလိုအပ်တယ်ဒီ plastic ဒီကျိုးအိတ်ကအတစ်ဘာမှလည်းမဘဲရအောင်လုပ်တယ်လီးလာလို့အယုတ်လက်လေးဖြေးရတာလေ GNG တဲ့ကျွန်တော်ဆက်သွားမယ်အော်ရောပတ်